မြန်မာနိုင်ငံ၏မြောက်ဖျားပိုင်းတွင်တောတောင်ထူထပ်မှုများအကြားတိတ်လေးတိရှိနေသောခန်းတီမြို့နယ်သည်ယနေ့အချိန်အထိလူသိနည်းနေသောလဲတမိုင်းနှက်ဆိုင်မှုအလွန်ကြီးမားသောနေမျိုးတစ်ခုဖြစ်ပါသည်ခန်းတီဟုခေါ်ဆိုသောအမည်ကိုယ်တိုင်ကပင်ဒေတာ၏တဘာဝပတ်ဝန်းကျင်လူမျိုးစုယဉ်ကျေးမှုနှင့်တမိုင်းဖြစ်စဉ်များကိုထင်ဟပ်စေပါသည်အချိန်အတော့ကြအောင်လူနေအခြေချမှုများစွာမရှိခဲ့သည့်ဒီဒေသသည်တဘာဝအလှပါများနှင့်အကျိုးလူသားတို့၏စံသက်မှုဒီခတ်မှုများကိုကြုံတွေ့ခဲ့ရသောနေရာတစ်ခုလည်းဖြစ်ပါသည်ယနေ့ကျွန်ုပ်တို့နားထောင်မိခန်းတီးမြို့နယ်၏တမိုင်းကျောင်းသည်စာအုပ်ထဲကတမိုင်းထပ်ပိုမိုအသက်ရှင်နေသည့်ပုံပင်တပုတ်လိုပင်ခန်းစားရစီပါလိမ့်မည်အစောဆုံးအချိန်များတွင်ခန်းတီဒေသသည်တောအုံများမြစ်ချောင်းများတောင်တန်းများဖြင့်ဝင်းရံထားပြီးတဘာဝအခြေပြုဘဝပုံစံဖြင့်ဒေသခံတိုင်းရင်းသားများနေထိုင်ခဲ့ကြပါသည်အဆိုပါဒေသတွင်နေထိုင်ခဲ့ကြသောလူမျိုးစုများမှာနာဂါကချင်နှင့်အခြားမြောက်ပိုင်းတိုင်းရင်းသားအုပ်စုများဖြစ်ပြီးသူတို့၏ဘဝသည်တဘာဝနှင့်အလွန်နီးကပ်စွာချိတ်ဆက်နေပါသည်မိုးရသည့်တွင်မြစ်ချောင်းများဖောင်းကားလာသည့်တောတောင်များမှာမိုးကိုးများဖြင့်ဖုံးလွှမ်းသွားကခန်းတီးဒေသတစ်ခုလုံးသည်အန်အောက်ကဲတဘာဝမြင်ကွင်းတစ်ခုလိုဖြစ်ပေါ်လာပါသည်ဒီလိုပတ်ဝန်းကျင်အောက်တွင်လူသားများသည်တဘာဝကိုရန်သူမဟုတ်ပဲမိတ်ဆွေအဖြစ်သဘောထားကအသက်ရှင်နေထိုင်လာခဲ့ကြပါသည်တမိုင်းအစောပိုင်းအချိန်များတွင်ခန်းတီဒေသသည်နိုင်ငံရေးအာဏာ၏အလဲပဟုန်မဖြစ်ခဲ့တော့လဲကုန်ထွက်ရေးလမ်းကြောင်းအချို့နှင့်ဆက်သွယ်နေခဲ့ပါသည်တောင်ပိုင်းနှင့်မြောက်ပိုင်းကိုဆက်သွယ်ပေးသည့်တဘာဝလမ်းကြောင်းများကြောင့်ခန်းတီသည်တတိမပြုမိလောက်အောင်အရေးပါသောနေရာတစ်ခုအဖြစ်တည်ရှိခဲ့ပါသည်အချိန်ကြာလာသည့်အမျှဒီဒေသတွေလူနေအခြေချမှုများတဖြည်းဖြည်းပုံမမြင့်တက်လာသည့်သာသနာရေးနှင့်ယဉ်ကျေးမှုများလည်းတိုးတက်လာခဲ့ပါသည်တစ်တော်များအကြားပေါ်ထွေးလာသောရွာငယ်များမြေကမ်းဘေးရှိအခြေချနေရာများသည်ယနေ့ခန်းတီးမှုနယ်ဖြစ်လာမည့်အစပြုအဖြစ်အရေးပါခဲ့ပါသည်ဒါပေမဲ့ဒီအစပြုကာလသည်လွယ်ကူဟဲ့ခြင်းမဟုတ်ပဲတဘာဝဘေးအန္တရာယ်များယောဂများနှင့်အခြားဆန်းသက်မှုများကိုကြံခံကြော်ဖြတ်လာခဲ့ရပါသည်ခန်းတီဒေသ၏တမိုင်းကိုနားထောင်ရာတွင်တိတ်ဆိတ်နေသည့်တောအုပ်တစ်ခုအတွင်းလူသားအသံများကိုကြားနေသလိုခံစားရစေပါလိမ့်မည်အဲ့ဒီအသံဒီကတော့အချိန်ကြာမြင့်စွာဒီနေရာမှာအသက်ရှင်လာခဲ့ကြသောလူများ၏တမိုင်းအသံများပင်ဖြစ်ပါသည်အချိန်ကာလများတဖြည်းဖြည်းတွေလျားလာသည်နှင့်အမျှခန်းတီဒေသသည်တဘာဝတောတောင်ကြား၌သာရက်တည်နေသည့်နေရာမဟုတ်တော့ဘဲလူနေမှုဘဝနှင့်ယဉ်ကျေးမှုများတိုးတက်လာသောနယ်မြေတစ်ခုအဖြစ်ပြောင်းလဲလာပါသည်အစောပိုင်းတွင်တဘာဝကိုအခြေခံ၍အမဲလိုက်ခြင်းတောသီးနှံများစုဆောင်းခြင်းဖြင့်အသက်ရှင်နေထိုင်ခဲ့ကြသောဒေသခံများသည်အချိန်ကြာလာသည်နှင့်အမျှလဲရလုပ်ငန်းနှင့်တရိษံမွေးမြူရေးကိုတဖြည်းဖြည်းလေ့လာကျင့်သုံးလာကြပါသည်မြေချောင်းများအနီးရှိမြေပြတ်နေရာများတွင်စပားစိုက်ပျိုးခြင်းအခြားသီးနှံများစိုက်ပျိုးခြင်းတို့ကြောင့်လူနေမှုဘဝသည်ရခင်ကထက်ပိုမိုတည်ငြိမ်လာခဲ့ပါသည်ဒီလိုတည်ငြိမ်မှုကပင်ခန်းတီးဒေသကိုအခြားနယ်မြေများနှင့်ဆက်သွယ်နိုင်သောအခြေအနေတရက်ကိုဖန်တီးပေးခဲ့ပါသည်တောတောင်လမ်းကြောင်းများမှအစဉ်အနီးနားဒေသများနှင့်ကုန်ပစ္စည်းများဖလှယ်ခြင်းတရေအချက်လက်များလွှဲပြောင်းခြင်းတို့ဖြစ်ပေါ်လာခဲ့ပြီးခန်းတီးသည့်တိတ်တိတ်မိသည့်နယ်မြေတစ်ခုမှတဖြည်းဖြည်းအသက်ဝင်လာသောဒေသတစ်ခုဖြစ်လာပါသည်ထိုကာလအတွင်းဒေသခံလူမျိုးစုများ၏ယဉ်ကျေးမှုဘာသာရေးယုံကြည်မှုများလည်းပိုမိုအရေးပါလာခဲ့ပါသည်တဘာဝနတ်များကိုယုံကြည်ကိုးကွယ်သည့်အစဉ်လာများနှင့်အတူဗုဒ္ဓဘာသာ၏အလင်းရောင်သည်လည်းတဖြည်းဖြည်းခန်းတီးဒေသအတွင်းဝင်ရောက်လာခဲ့ပါသည်တန်ဃာတော်များသာသနာပြုသူများ၏လမ်းကြောင်းများမှတဆင့်တရားဓမ္မအယူအဆများပြန့်နှံ့လာခဲ့ပြီးရွာငယ်များတွင်သာသနာရေးအထိမ်းအမှတ်နေရာများစတင်ပေါ်ထွန်းလာခဲ့ပါသည်ဒီအချိန်ကာလသည်ခန်းတီးဒေသအထက်ယဉ်ကျေးမှုအပြောင်းလဲအရေးကြီးဆုံးကာလတစ်ခုဟုဆိုနိုင်ပါသည်အခြားတစ်ဖက်တွင်လည်းနယ်မြေအတွင်းလူဦးရေတိုးလာမှုနှင့်အတူအုပ်ချုပ်မှုစနစ်များလိုအပ်လာခဲ့ပါသည်ဒေသအလိုက်ခေါင်းဆောင်များပေါ်ထွန်းလာပြီးရွာအုပ်ချုပ်ရေးပုံစံများတည်ဆောက်လာခဲ့ပါသည်ဒီလိုအုပ်ချုပ်မှုများသည်တရားမျှတမှုနှင့်အစဉ်အလာကိုအခြေခံထားပြီးလူထု၏ယုံကြည်မှုကိုရရှိစေခဲ့ပါသည်ခန်းတီးသည့်အကြမ်းဖက်မှုများချက်သဘောတရားသဘောညီမှုကိုအခြေခံသောလူမှုအတိုင်းဝိုင်းတစ်ခုအဖြစ်ဖွံ့ဖြိုးလာခဲ့ပါသည်သို့တော့ဒီတည်ငြိမ်မှုသည်အမြဲတမ်းတည်ရှိနေခဲ့ခြင်းမဟုတ်ပါတဘာဝဘေးအန္တရာယ်များမိုးကြီးရေလွှမ်းမှုများနှင့်တောရန်ယောဂများသည်အချိန်ခါအားလျော်စွာလူနေမှုဘဝကိုထိခိုက်စေခဲ့ပါသည်ဒါပေမဲ့ဒေသခံများသည်အကြိမ်ကြိမ်ပြိုလဲတော်လဲအကြိမ်ကြိမ်ပြန်လဲထူထောင်နိုင်ခဲ့ကြပါသည်
ဒီစိတ်ဓာတ်ကပင်ယနေ့တောင်ခန်းတီလူထု၏အခြေခံစိတ်ဓာတ်အဖြစ်ကြန့်ရှိနေဆဲဖြစ်ပါသည်အချိန်ကြာလာသည့်နှင့်အမျှခန်းတီသည်တမိုင်း၏လမ်းကြောင်းအတွင်ပုံမအရေးပါလာသည်နောင်လာမည့်ကာလများတွင်တဘာဝအရင်းမြစ်များနှင့်ပတ်သက်သောအခန်းကဏ္ဍများကိုထမ်းဆောင်ရမည့်နေရာတစ်ခုဖြစ်လာမည်ကိုအဲ့ဒီအချိန်ကပင်ခံမှန်းနိုင်စေပါသည်အချိန်ကာလများနောက်ထပ်ရွေလျားလာသည်နှင့်အမျှခန္တီဒေသ၏အရေးပါမှုသည်တဘာဝတောတောင်များကြားတွင်သာမကန့်သက်တော့ပေမြန်မာနိုင်ငံမြောက်ပိုင်းအတွက်အရေးကြီးသောနယ်မြေတစ်ခုထစ်တဖြည်းဖြည်းပေါ်ထွန်းလာပါသည်ဒီကာလတွင်ခန္တီ၏တောင်တဲများမြစ်ချောင်းများအတွင်တဘာဝအရေးမြစ်များရှိနေကြောင်းကိုဒေသခံများသာမကအခြားနယ်မြေများမှလူများပါသိရှိလာကြပါသည်အထူးသဖြင့်တောင်တဲအတွင်းရှိကြောက်တောင်များမြစ်အောက်ခြေများတွင်ရွှေမုန့်များတတုအမျိုးမျိုးရှိနေကြောင်းသတင်းများပြန့်နှံ့လာခဲ့ပါသည်ဒီသတင်းများကြောင့်ခန်းတီးသည်တိတ်ဆိတ်သောတောင်တန်းဒေသတစ်ခုမှလူစိတ်ဝင်စားမှုမြင့်တက်လာသောနယ်မြေတစ်ခုဖြစ်လာခဲ့ပါသည်အခြားဒေသများမှာကုန်းသည်များလှဲ့လေသူများအလုံးလုံးလိုသူများသည်တော်လန်းတောင်လန်းများကိုဖျက်သိမ်းကာခန်းတီးသို့ဝင်ရောက်လာခဲ့ကြပါသည်ဒီလိုလူဝင်လာမှုများကြောင့်ရွာငယ်များပုံမကြီးထွားလာပြီးဈေးကွက်ငယ်များဖလျက်ရိပ်နေရာများပေါ်ပေါက်လာခဲ့ပါသည်အဲ့ဒီအချိန်ကာလတွင်ခန်းတီးဒေသသည်ကုန်ပစ္စည်းလဲလှယ်ရာအချက်အခြာတစ်ခုလိုဖြစ်လာခဲ့ပြီးတောင်တန်းဒေသမှထွက်ရှိသောပစ္စည်းများကိုအခြားဒေသများသို့ပို့ဆောင်နိုင်သောလမ်းကြောင်းတစ်ခုဖြစ်အရေးပေါ်လာခဲ့ပါသည်သို့သောဒီအပြောင်းအလဲများနဲ့အတူစိန်ခေါ်မှုများလည်းပေါ်ပေါက်လာခဲ့ပါသည်တဘာဝအရေးမြစ်များကိုလူလားသူများအကြားပြိုင်ဆိုင်မှုများဖြစ်ပေါ်လာပြီးတခါတရံအငင်းပွားမှုများပဋိပက္ခများပါဖြစ်ပွားခဲ့ပါသည်ဒေသခံများအတွက်တော့တဘာဝသည်အသက်ရှင်မှု၏အရေးမြစ်ဖြစ်သလိုထိမ့်သိမ်းရမည့်အမွေအနှစ်လည်းဖြစ်ပါသည်ဒါကြောင့်အချို့သောရွာများတွင်တဘာဝကိုမလွန်ကဲစွာအသုံးချရန်စီမင်းစည်းကမ်းများချမှတ်လာခဲ့ကြပါသည်ဒီလိုစီးမြင့်များသည်ရိုးရာအယူအဆများနှင့်ဆက်ဆက်နေပြီးတဘာဝနှက်များ၏အမျက်ကိုမဖြစ်စေရန်ရည်ရွယ်ထားခြင်းဖြစ်ပါသည်အချိန်ကြာလာသည်နှင့်အမျှခန်းတီးဒေသအတွေ့လူမှုဖွဲ့စည်းပုံသည်ပိုမိုရှုပ်ထွေးလာခဲ့ပါသည်လူမျိုးစုအမျိုးမျိုးအတူနေထိုင်လာကြသည်ယဉ်ကျေးမှုများရောမောလာခဲ့ပါသည်ဘာသာစကားဝတ်စားဆင်ရင်မှုအခမ်းအနားများတွင်မတူကွဲပြားမှုများရှိတော်လဲခန်းတီးဒေသခံများသည်တဘာဝတောင်တန်းဘဝ၏ခက်ခဲမှုများကြောင့်အချင်းချင်းအားထားကူညီရန်နေထိုင်လာခဲ့ကြပါသည်ဒီစိတ်ဓာတ်ကပင်ခန်းတီးကိုတောင်တန်းဒေသအဖြစ်သာမကစီးလုံးညီညွတ်မှုရှိသောလူမှုအတိုင်းဝိုင်းတစ်ခုဖြစ်တည်ဆောက်ပေးခဲ့ပါသည်ဒီအချိန်ကာလတွင်ခန်းတီးသည်တဘာဝအရင်းမြစ်များကြောင့်အပြင်လောက၏အာယုံစိုက်မှုကိုပိုမှုခံလာရပြီးနောင်လာမည့်အုပ်ချုပ်ရေးနှင့်နိုင်ငံရေးပြောင်းလဲမှုများအတွက်အခြေခံအချက်များစတင်ဖွဲ့စည်းလာခဲ့သည်ကိုမြင်တွေ့နိုင်ပါသည်အချိန်ကာလများဆက်လက်ရွေ့ရာလာသည့်နှင့်အမျှခန်းတီးဒေသ၏တဘာဝအရင်းမြစ်များသည်အရင်ကတည်းကပုံမထင်ရှားလာခဲ့ပါသည်အထူးသဖြင့်တောင်တန်းများနှင့်မြစ်ချောင်းများအတွင်ရွှေမှုန့်များကြောက်တတုများရှိနေကြောင်းတေချာစွာသိရှိလာကြပြီးဒီအချက်ကပင်ခန်းတီးကိုမြောက်ပိုင်းဒေသအတက်အရေးပါသောနယ်မြေတစ်ခုဖြစ်ပြောင်းလဲစေခဲ့ပါသည်မြင်းအောက်ခြေများတွင်ရွှေကိုဆယ်ယူနိုင်ကြောင်းကိုဒေသခံများသည်မျိုးဆက်မှမျိုးဆက်ဆက်လက်လေ့လာသင်ယူလာခဲ့ကြပြီးရိုးရာနီလာများထင်ရွှေဆယ်ယူခြင်းကိုပြုလုပ်လာခဲ့ကြပါသည်ဒီလိုရွှေဆယ်ယူမှုများသည်စီးပွားရေးအကျိုးအမြတ်ရသလိုတစ်ဖက်တွင်လည်းလူနေမှုဘဝကိုပြောင်းလဲစေခဲ့ပါသည်ရွှေကြောင့်အခြားဒေသများမှလူများပုံမဝင်ရောက်လာကြပြီးခန်းတီးဒေသအတွင်းလူဦးရေတိုးလာခဲ့ပါသည်လူဦးရေတိုးလာသည့်နှင့်အမျှဈေးကွက်များပုံမကြီးထွားလာပြီးကုန်ထွေရေးလှုပ်ရှားမှုများပုံမတက်ကြွလာခဲ့ပါသည်တောင်တန်းဒေသထိသည့်အတွက်လမ်းပန်းဆက်သွယ်ရေးမှာခက်ခဲတော်လဲမြစ်လမ်းများသည့်အရေးကြီးသောတည်ယူပို့ဆောင်ရေးလမ်းကြောင်းများအထက်အသုံးပြုလာကြပါသည်ဒီလိုနီလန်းများဖြင့်ခန်းတီးမှထက်ရှိသောရွှေနှင့်အခြားသတ္တုများကိုအခြားဒေသများသို့ပို့ဆောင်နိုင်လာခဲ့ပါသည်ဒီကာလအတွင်းကြောက်တတုများအကြောင်းလဲပုံမသိရှိလာကြပါသည်အထူးသဖြင့်မြောက်ပိုင်းဒေသအတွင်းတွေ့ရှိရသောကြောက်စိမ်းအမျိုးအစားများနှင့်ဆင်တူသည့်ကြောက်များကိုခန်းတီးတောင်တန်းများတွင်တွေ့ရှိကြောင်းသတင်းများဖြန့်နှံလာခဲ့ပါသည်ဒီသတင်းများကြောင့်ကြောက်လုပ်ငန်းနှင့်ဆက်ဆက်သောလူများလည်းခန်းတီးသို့ဝင်ရောက်လာခဲ့ကြပါသည်သို့သောဒေသခံများအထက်တဘာဝအရင်းမြစ်များသည်အကျိုးအမြတ်ရနိုင်သလိုအန်ဒီရဲ့လဲပါရှိကြောင်းကိုအတွေ့အကြုံများမှသင်ခန်းစာယူလာခဲ့ကြပါသည်တဘာဝကိုမထိန်သိမ့်ပါကရေကြီးရေလွှမ်းမှုများမြေပြိုမှုများဖြစ်ပေါ်နိုင်ကြောင်းကိုတွေ့မြင်တွေ့ခဲ့ကြပါသည်
ဒါကြောင့်အချို့သောရွာများတွင်ရွှေဆယ်ယူမှုကြောက်ထူးဖော်မှုများကိုကန့်သက်ရန်ရိုးရာစည်းမျဉ်းများထားရှိလာခဲ့ကြပါသည်ဒီလိုစည်းမျဉ်းများသည်တဘာဝနှင့်လူသားအကြားဟန်ချက်ညီမှုကိုထိမ့်သိမ့်ရန်ရည်ရွယ်ထားခြင်းဖြစ်ပါသည်ဒီအချိန်ကာလတွင်ခန္တီးဒေသသည်စီးပွားရေးအရာတိုးတက်လာသလိုအုပ်ချုပ်ရေးပိုင်းတွင်လည်းပြောင်းလဲမှုများစတင်တွေ့မြင်လာရပါသည်အခြားနယ်မြေများ၏အုပ်ချုပ်မှုအာဏာများသည်ခန္တီးကိုပုံမအာယုံဆိုင်လာပြီးအခွန်အကောက်များစီးမြင့်စည်းကမ်းများကိုတဖြည်းဖြည်းချမှတ်လာခဲ့ပါသည်ဒေသခံများအတွက်ဒီပြောင်းလဲမှုများသည်အခွင့်အလမ်းများနှင့်အတူစိန်ခေါ်မှုများလည်းချစ်လာခဲ့ပါသည်သို့တော်တောင်တန်းဒေသသားများ၏တီးခံမှုခိုင်မာသောစိတ်ဓာတ်ကြောင့်ခန္တီးသည်ဒီအပြောင်းလဲများကိုဖျက်ဆီးနိုင်ခဲ့ပါသည်ဒီကာလကပင်နောင်လာမည့်ခေတ်သစ်အတွက်ခန္တီးသမိုင်း၏အရေးကြီးသောအဆင့်တစ်ဆင့်ကိုဖန်တီးပေးခဲ့ပါသည်အချိန်ကာလသည်နောက်ထပ်တစ်ဆင့်ရွေလျားလာပြီးကဘာကြီး၏ပြောင်းလဲမှုများသည်တဖြည်းဖြည်းခန္တီးဒေသထိရောက်ရှိလာခဲ့ပါသည်အနောက်တိုင်းအင်အားကြီးနိုင်ငံများ၏လှုပ်ရှားမှုများနှင့်အတူမြန်မာနိုင်ငံမြောက်ပိုင်းဒေသများလည်းကိုလိုနီခေတ်၏အရေးအမွက်ကိုခံစားလာရပါသည်ခန္တီးသည်တောင်တန်းဒေသဖြစ်တော်လေတဘာဝအရင်အမြင့်များကြောင့်အရေးပါလာသဖြင့်အုပ်ချုပ်ရေးပိုင်းအာယုံဆိုင်မှုကိုပုံမရရှိလာခဲ့ပါသည်လမ်းကြောင်းများပုံမဖွင့်လှစ်လာပြီးအုပ်ချုပ်ရေးရုံးများစစ်ဆေးရေးစခန်းများပေါ်ပေါက်လာခဲ့ပါသည်ဒီလိုအခြေအနေများသည်ဒေသခံများ၏နေထိုင်မှုပုံစံကိုအပြောင်းလဲကြည့်စီခဲ့ပါသည်ရခင်ကကိုပိုင်စည်းမျဉ်းများနှင့်အုပ်ချုပ်လာခဲ့သောလူမှုအတိုင်းဝိုင်းသည်အပြည့်အာဏာ၏စည်းမျဉ်းများကိုလိုက်နာရမည့်အခြေအနေသို့ရောက်ရှိလာခဲ့ပါသည်ဒါပေမဲ့ခန္တီးလူထု၏အရင်ခံစိတ်ထက်ဖြစ်သောတီးခံမှုနှင့်သဘောတရားသည်ဒီကာလအတွင်းမှာဆက်လက်တည်ရှိနေခဲ့ပါသည်ကိုလိုနီခေတ်ပြီးဆုံးသည့်နိုင်ငံတော်လွတ်လပ်ရေးရရှိလာသည့်အခါခန္တီးဒေသသည်ခေတ်သစ်နိုင်ငံတော်၏အစိပ်ပိုင်းတစ်ခုဖြစ်ပေါဝင်လာခဲ့ပါသည်လမ်းပန်းဆက်သွယ်ရေးပညာရေးနှင့်ကျန်းမာရေးစနစ်များတဖြည်းဖြည်းဖွံ့ဖြိုးလာခဲ့တော့လဲတောင်တန်းဒေသဖြစ်သည့်အတွက်စိန်ခေါ်မှုများသည်ဆက်လက်ရှိနေခဲ့ပါသည်သို့တော်ဒေသခံများသည်တဘာဝကိုအခြေခံသောစီးပွားရေးလုပ်ငန်းများဖြစ်သည့်လေယာလုပ်ငန်းရွှေဆယ်ယူမှုတတုလုပ်ငန်းများကိုခေတ်နှင့်လိုက်ဖက်အောင်ဆက်လက်လုပ်ကိုင်လာခဲ့ကြပါသည်ဒီလိုနည်းလမ်းများဖြင့်ခန္တီးသည်အတိတ်၏အမွေအနှစ်များကိုထိမ့်သိမ်းရင်းခေတ်သစ်သို့လျှောက်လန်းလာခဲ့ပါသည်ယနေ့ခေတ်တွင်ခန္တီးသည်တိုးတောင်တဘာဝ၏အလှအပတမိုင်းနှက်ဆိုင်မှုယဉ်ကျေးမှုစုံလင်မှုတို့ကိုပိုင်ဆိုင်ထားသောဒေသတစ်ခုခေလူသိများလာပါသည်မြစ်ချောင်းများတောင်တန်းများနှင့်အတူအတိတ်မှဆင်းသက်လာသောပုံပြင်များအတွေ့အကြုံများသည်ယနေ့တိုင်းလူမျိုးဆက်များအတွင်ဆက်လက်အသက်ဝင်နေဆဲဖြစ်ပါသည်ခန္တီး၏တမိုင်းသည်စာအုပ်အတွင်သာမကလူများ၏ဘဝအတွင်မှာပါအသက်ရှင်နေသောတမိုင်းဖြစ်ပါသည်ဒီတမိုင်းကိုသိရှိနားလည်ခြင်းကမြန်မာနိုင်ငံ၏တောင်တန်းဒေသများအကြောင်းပုံမနားလေစေသည့်လူသားနှင့်တဘာဝအကြားဆက်ဆံရေးကိုပြန်လည်တွေးခိုစေပါသည်ဒီအချက်ကြောင့်ပင်ခန္တီးသည်တမိုင်းစာမျက်နှာများအတွင်းမှသာမကယနေ့ခေတ်လူငယ်များအတွက်ပါသင်ခန်းစာပေးနိုင်သောနေမြေတစ်ခုဖြစ်ရည်တည်နေပါသည်အခုသင်နားထောင်နေတဲ့ဒီဇလန်းကလည်းခန္တီးဤအတိတ်မှယနေ့အထိရှောက်လန်းလာခဲ့သောခရီးစဉ်ကိုတစိမ့်တစ်ပိုင်းအဖြစ်သာဖော်ပြထားခြင်းဖြစ်ပါသည်အကယ်၍သင်ဟာမြန်မာနိုင်ငံ၏မြို့နယ်များတောင်တန်းဒေသများတမိုင်းနှဆိုင်တဲ့အကြောင်းအရာတွေကိုနားထောင်ရတာစိတ်ဝင်စားတယ်ဆိုရင် Legendary Myanmar Channel ကို Subscribe လုပ်ထားဖို့မမေ့ပါနဲ့ဒီလို Subscribe လုပ်ထားခြင်းကနောက်လာမည့်တမိုင်းဆက်လမ်းများဒေသဆိုင်ရာပုံပြင်များကိုမလွတ်တမ်းနားထောင်နိုင်ဖို့ကူညီပေးလိမ့်ပါလိမ့်မယ်ယနေ့နားထောင်ပေးတဲ့အတွက်ကျေးဇူးတင်ပါသည်နောက်ထပ်တမိုင်းနဲ့ဆိုင်တဲ့ဇက်လန်းတွေမှာပြန်လည်တွေ့ဆုံကြပါစို့